19နာရီကြာရထားစီးပြီးတော့ချင်းမိုင်ဖတ်ရတော့ခဲ့ဘလောက်ချင်းမိုင်ကနေပန်ကောက်ကိုတော့14နာရီကြာ17နာရီအဲ့လောက်ပေါ့နော်စီးရတယ်ဘီယူတွေကလာတယ်ပန်ကောက်ရောက်ပါပြီတာကပန်ကောက်ရောက်ရင်တော့ဖတ်ရကိုတော့ဘယ်တော့စီးရမယ့်ရထား station ရေးပေးထားမယ်ဖတ်ရရောက်ပါပြီ check in ချိန်မရောက်သေးတော့ကန်ချေပတ်လှည့်တော့တယ်စားတယ်တောက်တယ် check in ချိန်ရောက်ပါပြီချိန်ချက်ပြီးတော့ hotel show ချက်show လိုက်ရေမိုးချိုးပြီးတော့ဒီဖျားကိုတောက်ခဲ့တယ်လှတယ်အရန်လှတယ်ဒါပေမဲ့နောက်တစ်ခါဆိုမတော့တော့ပါဘူးပြန်ပါပြီးအစကတော့ big temple တော့ဘူပါနာဒါပေမဲ့မိုးချလိုက်တော့အဲ့တော့အရောက်တော့ရေကူပေးလိုက်တယ်ကူပီတော့ဝယ်စားဖို့ထပ်လာတာရေကြီးနေပါတယ်ဟုတ်ပါတယ်ဒါဟိုတယ်ရှိမှာပါအမတော့ဈေးဆိုင်တော့စားပါနော်နောက်ဆုံးတော့ပထရရဲ့အကောင်းဆုံးဈေးကိုရောက်ခဲ့ပါတယ်အမ bye တလားပါပဲနောက်တစ်ခါ